ဆိုလို့ရှိရင်တော့ကျွန်တော်တို့ OJ Championship DJ ပြိုင်ပွဲကြီးရဲ့ Grand Final အဆင့်ကိုတော့ရောက်ရှိလို့လာခဲ့ပါပြီ။ကာကီနဲ့ Lock and Soul ကိုစင်မြင့်ထက်ကိုဖိတ်ခေါ်လိုက်အောင်ခင်ဗျာ။ Fibron ရယ် Electro ရယ် Progressive House ရယ် Kaki Side Trance နဲ့ Hardstyle တွေပြောနေတာအားလုံးပြီးတဲ့မသက်တွေအဲ့ဒါကိုတွဲမှာသာတစ်ခုကြောက်တစ်ခုတက်လာလိုက်တယ်နဲ့သူရတဲ့ပုံတင်ပါမေးအောင်မေးနေအဲ့ချင်းနေမေးနေပြီအခုကျွန်တော်ပြည်တွင်းခေဦးခေကတချင်းလေးတွေဟောက်ဝဲတို့ free ဝဲလာတို့ EDM Go Era တော့တချင်းမျိုးတွေပေါ့နော်ပြန်နားထောင်လိုက်ရင်ဘယ်ချိန်မဆိုအဲ့ခေတ်ကိုပြန်ရောက်သွားလို့ခံစားအခုနပြောပြနေတူရီကအတန်လေးနေနဲ့စလိုက်ပါလေဆိုတော့ဒါ creation ဒါအဲ့ဒီ idea တွေသဘောကျရဗျ Bold taste for unstoppable moments. Grand Royal signature. Phô số gì mía này mà xin, phô số gì mía này mà xin, phô số gì mía này mà xin, phô số gì mía này mà xin. Grace Spirit အဲ့တပုတ်ထဲမှာလည်းညီ4မိနစ်လောက်ပေးလိုက်ရတာပေါ့နော် scale ပြမယ်ဆိုတော့ရည်ရွယ်ချက်တစ်ခုတည်းနဲ့အဲ့လိုဖွင့်နေတဲ့တချင်းတွေပိတ်ချတာ တခုခုခံပြီးတော့တွားလိုက်တဲ့ဥစ္စာဆိုတော့ပို့ပြီးတော့နားထောင်လို့ပို့အဆင်ပြေရမယ်နေနဲ့ လူကြီးမင်းခေါ်ဆိုတဲ့တယ်လီဖုန်းအတန်လေးလောက်တာအရမ်းမိုက် ပြိုင်ပွဲဝင်2ဦးရဲ့အမှတ်တွေကိုပေါင်းနေတဲ့အချိန်မှာ top artist DJ တယောက်ရဲ့ဖျော်ဖြေမှုရှိပါတယ်ခင်ဗျာသူ့ရဲ့အုံနောက်ကိုမီးကွက်ဆောင်တကိုးရှင်တယောက်လိုအတုံးချသွားမယ်ဆိုတော့အားလာခြင်းပဲဖြစ်ပါတယ်ခင်ဗျာ ပြိုင်ပွဲဝင်သွားတဲ့ညီကိုတွေလည်းကျွန်တော်ထင်ထားတဲ့အများကြီးမိုက်တယ်ဆိုတော့မျက်မြင်ကိုတွေမြင်ရပါတယ်အခုဆိုရင်တော့အရန်ကိုရင်ခုန်ဖို့ကောင်းတဲ့အချိန်ကမကြခင်မှာရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ OJ Championship DJ ပြိုင်ပွဲကြီးရဲ့ winner ဘယ်သူဖြစ်သွားမလဲဆိုတာကိုကြေညာပေးသွားတော့မှာပဲဖြစ်ပါတယ် နှစ်ယောက်စလုံးရဲ့ရမှတ်တွေကတကယ်ကိုရွေးချယ်ရခက်လောက်အောင်အမှတ်တူဖြစ်နေပါတယ် ဒီကိုယ့်ရဲ့ဒီကန်ဆိုင်မှုတစ်ခုမှာကိုယ့်ရဲ့ creative ဘယ်လောက်ဖြစ်မှုကိုယ့်ရဲ့အုံကျုံဘယ်လောက်ရှိမှုအဲ့ဥစ္စာကိုကိုကအဓိကဟိုဒါကိုထပ်ပြီးတော့ပေါင်းထည့်ထားတဲ့ဥစ္စာပေါ့နော် ဒါနှစ်ယောက်ဆုံးကလည်းဒါ skill ဘိုင်းမှာဒါဘယ်လိုပဲဖြစ်ဖြစ်နှစ်ယောက်ဆုံးကလည်းဒါသူ့အနေနဲ့သူကောင်းကြတာယူပဲပေါ့နော် OJ Championship DJ ပြိုင်ပွဲကြီးရဲ့ winner ကတော့